မင်းသားဖြစ်ခွင့်ရသွားတဲ့ကိုချိုမင်းကြောင့်အတိုင်းမတည်အောင်ဝန်တာနေရတဲ့မိခင်ဖြစ်သူကိုချိုမင်းကတော့ပရိုက်တာလုပ်တွေကိုအားကျိုးမှန်တက်လို့ရင်လူများကြားမှာဒီမဲ့ပြုခံလာရတာဖြစ်ပါတယ်ကိုချိုမင်းကြောင့်အဆင်ပြေတဲ့သူတွေလည်းအများကြီးကိုရှိလာခဲ့တာပါကိုချိုမင်းကိုတချို့တွေကပရိုက်တာလုပ်မှအမှုပြန်လောကကြီးကိုဒိုးဝင်တယ်လို့ထင်ကြတာပါတကယ်တော့ဟိုရင်ကလေးကစပေါ်စံရန်နေနဲ့စကားတွေမှာပါဝင်ကတယောက်ဆောင်နေတာဖြစ်ပါတယ်။ဒါမဲ့ကိုကျော်မင်းကိုဘသူကမှသိပြီးတော့စကားခုံမြိုက်ပါအောင်။ဒါကြောင့်မို့စကားတရိုက်ခွင့်မရပဲဖြစ်နေရပါ။ကိုကျော်မင်းကတယောက်ဆောင်လို့ရတာကိုဟိုငယ်လေးကလေးကဝတ်နာပါခဲ့တာပါ။တယောက်ဆောင်ဖြစ်ဖို့ကအိမ်မက်ကြီးတကူဖြစ်တဲ့အတွက်ဖြစ်ခွင့်ရတဲ့အချိန်မှာအတိုင်းမတည်ကိုဝန်တာနေခဲ့တာပါ။အခွင့်အရေးများရှိခဲ့ရာကနေအခုဆိုရင်ကိုကျော်မင်းကမင်းသားပြည့်ခွင့်ရလာခဲ့တာပါ။အရင်အနေနဲ့တော့မဟုတ်တော့ပဲ။တွန်းလိုအကယ်ဒမီမင်းသားနဲ့အပြိုင်ဇလန်ကျွဲပါတယောက်ဆောင်ခွင့်ရလာခဲ့တာဖြစ်ပါတယ်။စုံမက်ဆိုတဲ့ဇလန်ကျွဲမှာကိုကျော်မင်းကဒုတိယမင်းသားအနေနဲ့တယောက်ဆောင်ခွင့်ရခဲ့တာပါ။တွန်းနဲ့အပြိုင်တယောက်ဆောင်ခွင့်ရတာကကိုကျော်မင်းအတွက်တော့တခါမှမရဘူးတဲ့အခွင့်အရေးဆိုလည်းဖြစ်ပါတယ်။တခါမှမရဘူးတဲ့အခွင့်အရေးတွေကိုရလိုက်တာမို့မိသားစုကလည်းထပ်တူပြောနေကြတာပါ။စုံမက်ဇလန်ကျွဲကိုမီဒီယာတွေနဲ့မိတ်ဆက်တဲ့ပွဲမှာကိုချိုမင်းကမိခင်ဖြစ်သူကိုလည်းပွဲတက်ခိုင်းခဲ့ပါတယ်။အိမ်ကအရန်တာဖြစ်တာမို့အခုလိုမိခင်ကိုပွဲတက်ဖို့မဖိတ်နိုင်ခဲ့ပါဘူး။ဒီဇလန်တွဲမှာတော့အရေးပါတဲ့ character ဖြစ်တာမို့မိခင်ကိုပွဲတက်ခိုင်းတာပါ။ဒါဖြစ်သူရဲ့ဇလန်တွဲအတွက်ပွဲတက်ရတာမို့မိခင်ကအရန်ကိုဝန်တာနေကြတာဖြစ်ပါတယ်။ဒီအိမ်မက်ကြီးကကိုချိုမင်းကငယ်စဉ်ကမခဲ့ရတဲ့အိမ်မက်ဆိုတာမိခင်တယောက်အနေနဲ့ဒီနေရာကြောင့်ဖြစ်ပါတယ်။မိခင်ဖြစ်သူကတော့ကိုချိုမင်းကိုအခုလိုနေရာကြီးရောက်လိမ့်မယ်လို့မထင်ထားပါဘူး။ကိုချိုမင်းကိုဘယ်သူကမှခွင့်ရမပေးခဲ့လို့မဖြစ်နိုင်တော့ဘူးလို့စိတ်ထဲထင်ထားခဲ့ကြတာပါ။ဝဒနာကြီးကလည်းတည်တာမို့မဖြစ်နိုင်တော့မှန်းတဲ့အချိန်မှာစိတ်မကောင်းဖြစ်နေကြတာပါ။ဒါမဲ့အခုလိုဇလန်တွေပါရိုက်ခွေရလာတဲ့အပေါ်မှာကိုချိုမင်းရဲ့မိခင်ကဒီကေကိုပြောနေရပါ။ကိုချိုမင်းဆိုလေဗီဒီမြေရီတွေကြားနေရဖြစ်ပါတယ်။ကိုချိုမင်းကိုတချို့ကလည်းလိုင်းဘူးရဲလို့ဝေဖန်နေကြတာပါ။ပရိုက်တာလုတ်ကလိုင်းဘူးရဲလို့ပြောဆိုကြသူတွေရှိတာမို့ကိုချိုမင်းကတော့သူအရင်ကတည်းကတယောက်ဆောင်လုပ်နေကြောင်းကိုသိချရှင်းပြရပါတယ်။ဟိုရင်ကလေးကလုံးနေတဲ့အရာမို့လိုင်းဘူးရာမျိုးမဟုတ်ပါဘူး။ဒါပြင်စုံမက်ဇလန်တွဲတွေကလည်းတခြားဇလန်မျိုးမဟုတ်ပဲပရိုက်တာမှုခင်ဇလန်တွဲမျိုးဖြစ်ပါတယ်။ဒါကြောင့်မို့လေကိုချိုမင်းကလက်ခံရိုက်ကူခဲ့တာဖြစ်ပါတယ်။ပရိုက်တာလို့ကိုလူတွေနားလည်အောင်နဲ့အကျိုးရှိအောင်ကိုချိုမင်းကလုပ်ပေးချင်တာဖြစ်ပါတယ်။ကိုချိုမင်းကဒီဥစားလုပ်လဲလို့တလို့တစ်ဖက်မှလည်းပရိုက်တာလို့ကိုစတိုင်လုပ်နေတော့ဖြစ်ပါတယ်။ကိုချိုမင်းရဲ့စန်ဆိုင်လေးကလည်းတော်လေးကိုအောင်မြင်လာခဲ့တာပါ။စန်ဆိုင်ကိုလုပ်ငန်းရှင်တွေကငွေချေပေးကဝင်ခဲ့တာဖြစ်ပါတယ်။ကိုချိုမင်းဟာစိတ်မကြည်ပဲတေချာရုံချပေးတာမို့အတော်လေးကိုအောင်မြင်ပါတယ်။အခုဆိုရင်ကိုချိုမင်းရဲ့ဆိုင်လေးကတလကိုသိန်းဟာချေကိုရောင်းချနေရတာပါ။ဒါကြောင့်မို့လေကိုချိုမင်းကနောက်ထပ်ဆိုင်ခွဲတွေပါဖွင့်နိုင်အောင်ကြိုးစားနေရပါ။အမြဲရကျလို့မဟုတ်ပဲအခြေခံလူတန်းစားတိုင်းထမင်းစားစီချင်တာကြောင့်ဝယ်စားနိုင်အောင်ပြင်ကြတာပါ။ကိုချိုမင်းရဲ့မိသားစုကလည်းနောက်ကနေအကုန်လုံးလိုက်ပန့်ပူပေးနေရပါ။မိခင်ဆိုလဲတာပြည့်သူပရိုက်တာလို့ကိုလိုအပ်တမျှအကုန်လိုက်လုပ်ပေးနေပါရမီဖြည့်ပြည့်နေကြတာပါ။တိုးဆောင်လောကမှာပါမြင်တာဖြစ်လာခဲ့တဲ့ကိုချိုမင်းအတွက်ဝန်တာစကားလေးပြောပြခဲ့ပါအောင်ရှင်။ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းပရိသတ်တွေအတွက်စိတ်ဝင်စားဖွယ်ရာအနုပညာရှင်တဲ့အကြောင်းများကိုချိန်နေပြင်းညတင်ဆက်ပေးဦးမှာဖြစ်လို့အသစ်တစ်တော်ဗရီတနိုင်မလို့တန်သိရှိနိုင်ဖို့အတွက်ဘေးနာချက်ပေးခေါင်းလုံးလေးကိုလည်းနေထားပေးကြပါအောင်ရှင်။အဆုံးထိအားပေးကြည့်ရှုမှုအတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်။